Starbucks နာမည်ကျဆင်းရခြင်းနောက်ကွယ်ကအကြောင်းရင်းစစ်မှန် Starbucks ကအရေးအသွေးမြင့်ကော်ဖီအမျိုးအစားနဲ့ရွေးထွေးတာရတဲ့ဆိုင်တွင်းလေထုပတ်ဝန်းကျင်ကြောင့်လူတကာနှုတ်ဖျားမှာရေပန်းစားတဲ့ brand နာမည်တစ်ခုဖြစ်ခဲ့ပါတယ်။ Starbucks logo မှာပါနေကြဖြစ်တဲ့အစိမ်းရောင်ရေသူမပုံကိုလူတိုင်းလူလိုရင်းနှီးကြပါလိမ့်မယ်။အခုအချိန်မှာတော့အဲ့ဒီရေသူမလည်းငကိုနေရာမှာဆက်မြဲနေနိုင်မှုအခက်ကြုံနေရပြီလားလို့မေးစရာအခြေအနေဖြစ်လာပါတယ်။ကော်ဖီလောကရဲ့လုပ်ငန်းကြီးတစ်ခုကတော့တကယ်ကိုအကျဉ်းအတဲကျရောက်ရှိနေပါပြီ။ဖောက်တယ်တွေကစွန့်ခွာလက်ထွက်ကုန်ကြပြီးရောင်းအားလည်းထိုးကြကုန်ပါတော့တယ်။ Starbucks ဆိုင်ခွဲတွေအတွက်ဈေးကအသစ်တွေမှာဝင်တိုးဖို့ခက်ခဲလာပါတယ်။2024ရဲ့ဇူလိုင်လ1ရက်နေ့ကနေစက်တင်ဘာလ30ရက်နေ့အထိ Starbucks ရဲ့လက်ရှိဆိုင်တွေဟာဖောက်တယ်9%ကျဆင်းသွားပြီးမြောက်အမေရိကမှာရှိတဲ့ Starbucks ဆိုင်တွေမှာလည်းဖောက်တယ်10%လျော့ကျသွားခဲ့ပါတယ်။ဒါတွေကဘာကြောင့်ပါလဲ။စီရကျယ်မြို့မှာအစပြုခဲ့ပြီးတကမ္ဘာလုံးရဲ့ချစ်ခင်မျက်နှာချင်းကိုခံခဲ့ရတဲ့ Starbucks ဘယ်သူမှရက်ချက်လို့မရနိုင်တော့တဲ့ကြော်ကြားမှုမျိုးကိုပိုင်ဆိုင်ခဲ့ပြီးတဲ့ Coffee Empire ကြီးကအခုအချိန်မှာတော့ဘာကြောင့်ဒီလိုရိမ့်ရန်ချိနေလာရတာလဲ။တစ်ချိန်က Coffee ဆို Starbucks မှာဆိုတဲ့အစွဲမျိုးနဲ့သစ္စာရှိရှိဝယ်ယူတောက်သုံးခဲ့ကြတဲ့ဖောက်တယ်တွေကဘာကြောင့်ဆွန့်ခါသွားခဲ့ကြတာလဲ။ Starbucks ဆိုင်တွေကမကြုံစဘူးလူသူတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မျိုးကိုဘာကြောင့်ကြုံတွေ့နေရတာလဲ။ဒီနေ့ဗီဒီယိုလေးမှာတော့ Starbucks နာမည်ကျဆင်းရခြင်းဖြစ်ရဲ့နောက်ကွယ်ကအကြောင်းရင်းမှန်ကိုပြောပြပေးသွားမှာပါ။စနေနေ့မနက်ခင်းလေးတစ်ခုမှာပေါ့မိတ်ဆွေကရှေလျားထွေပြားလာတဲ့အလုပ်တာဝန်တွေကိုအခုလေးတင်အပြီးသက်နိုင်ခဲ့ပြီးတော့ကုံဆုံးသွားတဲ့စွမ်းရည်တွေကိုပြန်လည်ဖြည့်ဆည်းဖို့အတွက်ကဖိန်းတက်လေးလွန်နေရဆိုပါတော့အဲ့ဒီအချိန်မှာအိမ်ဘေးနားက Starbucks coffee ဆိုင်လေးမှာမိတ်ဆွေအနှစ်သက်ဆုံးလက်တေး coffee မွေးလေးရှိနေပြီးမိတ်ဆွေကိုလက်ကမ်းကြိုဆိုနေပါပြီ။အရာအလုံးကအချိန်လေးကွက်တိကျနေတာပဲမဟုတ်လား။တိတိကျကျပြောရရင်တော့2020ခုနှစ်ကတည်းကဒီလို coffee ထွက်တော့ခွင့်မရှိတော့တာပါ။ကိုယ့်အိမ်မှာကိုပိတ်နေရတဲ့ယောဂပိုးဆောင်ကာလတွေမှာ coffee တစ်ခွက်နဲ့မုတ်တစ်ခုလောက်အမြန်မှာလို့ရတဲ့ဆိုင်တွေလည်းနည်းနည်းလောက်သာရှိပေမဲ့ Starbucks ကတော့အဲ့ဒီဆိုင်တွေကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒီနေ့ကတော့အိမ်ထဲကနေ coffee မှာရတဲ့နေ့ရက်တွေနဲ့မတူတော့ပါဘူး။နောက်ဆုံးတော့တင်းကျပ်နေတဲ့စိတ်ကိုလွှတ်ချလိုက်ပြီးအေးလူလူဆိုင်ထိုင်ရင်းနဲ့ coffee ကောင်းတစ်ခွက်ကိုအရသာခံပြီးဆွဲနိုင်တော့မယ့်နေ့ပါ။တစ်ချက်လောက်စိတ်ကူးရင်ကြည့်ပါတတောင့်တတရှိတဲ့ထိုင်ကုန်လေးတစ်ခုမှထိုင်ရင်မိတ်ဆွေအနှစ်သက်ဆုံးကော်ဖီလေးတစ်ခွက်ကိုရှေ့မှာချထားပါမယ်။စာအုပ်လေးတစ်အုပ်ကိုလည်းအေးအေးဆေးဆေးဖတ်ရင်မိမိရဲ့အားလက်ချိန်လေးကိုအပြည့်အဝအနားယူရတော့မယ့်အချိန်ဆိုပါစို့ဒီလိုအတွေးလေးနဲ့မိတ်ဆွေကကားပါကင်ထိုးပြီးဆိုင်ထဲကိုဝင်လာတဲ့အချိန်မှာတော့အရာအလုံးကမှန်းချက်နဲ့နှမ်းတွက်မကိုက်ဆိုသလိုဖြစ်နေတော့တာပါ။ဆိုင်အပြင်အစင်တချင်းတန်ကအစစူညံတန်တွေအစုံအရာအလုံးဟာချွေတာရေးကာလာတစ်ခုကိုရှောင်းနေတယ်လို့ခံစားရပြီး80အေးဆက်နဲ့ခံစားချက်တွေမဲ့ရင်ဆွဲဆောင်မှုမရှိနှွေးထွေးမှုမရှိတဲ့နေရာကြီးတစ်ခုကိုမိတ်ဆွေမြင်တွေ့လိုက်ရတာပေါ့။နိုင်ပေါင်းများစွာကြာအောင်ထိုင်ပြီးအေးလူအချိန်ဖြုံးလို့ရတဲ့စိုင်တောက်နေရာလေးတွေဘယ်ရောက်သွားတာလဲ။တတောင့်တတရှိတဲ့လက်တင်ခုံတွေအစားအမြင်မှာဘလို့မှကိုထိုင်ခြင်းစရာမကောင်းလာတဲ့ခုံရှည်တချို့ပဲဘရင်းမောက်ဖေးကောင်းတာရှေ့မှာရှိနေရပါ။လွတ်နေတဲ့နေရာကောလက်တွေကတော့အများကြီးပါပဲ။မိတ်ဆွေရဲ့မှတ်ဉာဏ်ဟောင်းတွေကပဲမှားယွင်းပြီးတော့ပြန်လည်စားနေရလားလို့မတွေးပါနဲ့။ Starbucks coffee ဆိုင်တွေကလွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကပုံစံတွေမဟုတ်တော့ပဲအမှန်တကယ်ပြောင်းလဲသွားခဲ့တာပါ။စစလက်ကျပြောရရင်တော့ Starbucks လုပ်ငန်းပုံစံတစ်ခုလုံးကိုဥရောပဆန်ဆန်ကြိုးစိုးနှွေးထွေးမှုရှိတဲ့စိတ်လက်ပေါ်ပါစီရဲ့နေရာလေးတွေအဖြစ်ရည်ရွယ်တည်ဆောက်ခဲ့ကြတာပါ။ Coffee ကိုတစ်စိမ့်စိမ့်တောက်သုံးရင်းနဲ့လူအများနဲ့မိတ်ဆွေဖွဲ့စကားဝိုင်းဖွဲ့နိုင်တဲ့နေရာလည်းဖြစ်တယ်လို့နိုင်ပေါင်းများစွာကြာအောင်အနောက်ရှက်ကင်းကင်းအလုပ်ထိုင်လုပ်နိုင်တဲ့နေရာဆိုလည်းမမှားပါဘူး။ဆိုတော့ဘာတွေဖြစ်လို့ဒီလောက်ပြောင်းလဲသွားရတာလဲလို့မေးခွန်းထုတ်မယ်ဆိုရင်တော့ဖြစ်ပျက်သွားတဲ့ကိစ္စတွေအများကြီးရှိနေပါတယ်။အဓိကအကျဆုံးတစ်ခုကတော့ lockdown ကာလပဲဖြစ်ပါတယ်။လုပ်ငန်းခွင်နေရာတွေမှာလူအများစုံတွေ့ပေါင်းစည်းကြပြီးအဲဒီကနေတဆင့်အသက်အန္တရာယ်ရှိစေတဲ့ virus တစ်ခုကလူတဦးကနေတဦးစီကူးစက်လာကြတဲ့အခါရုံးသွားရုံးပြန်လုပ်ငန်းတွေအတွက်တော့သတင်းကောင်းတစ်ခုမဟုတ်ခဲ့ဘူးပေါ့။ Starbucks ကတကမ္ဘာလုံးအတိုင်းအတာနဲ့ယောဂပြန့်ပွားနေတဲ့အခြေအနေမှာဘလို့ဆက်လက်ရှင်သန်ရမလဲဆိုတာကိုကောင်းကောင်းသိခဲ့ပါတယ်။ကားပေါ်ကနေပဲဖြစ်ဖြစ်အိမ်ကနေဖုန်းနဲ့ပဲဖြစ်ဖြစ်အော်ရာမာရလွယ်အောင်လို့သူတို့ကအထူးပြောင်းလဲပြင်ဆင်ခဲ့ကြပါတယ်။2023ခုနှစ်ရဲ့နောက်ပိုင်းကာလတွေကစပြီး mobile app တွေအရန်ခေတ်စားလာခဲ့ပါတယ်။ဝယ်ယူမှုအလုံးရဲ့31%ဟာမိုင်းမော်ကတဆင့်ဝယ်ယူမှုတွေဖြစ်ခဲ့တဲ့အထိပါပဲ။ဒီလိုနဲ့ဆိုင်တော်တော်များများက pre-book တွေလက်တင်ကလပ်ထိုင်တွေကျိုးစိုးနှွေးထွေးဟန်ပေါက်တဲ့ဆိုင်အပြင်စင်တွေကထိမ့်သိမ်းတန့်ရှင်းကသာကုန်ကြစေပြီးထိုက်တန်နဲ့အမျက်ဝေပြန်မရနိုင်တော့တာကိုသဘောပေါက်လာခဲ့ကြပါတယ်။ပြောရရင် Starbucks ဆိုင်တွေကလည်းကားမောင်းရင်းဝင်ဝဲသွားလို့လွယ်ပြီးအော်ရာမာရအဆင်ပြေတဲ့ဆိုင်ပုံစံတွေအဖြစ်သာပြောင်းလဲသွားခဲ့ပါတယ်။အမေရိကရဲ့စိတ်လက်ပေါ်ပါစေတဲ့လူအများနဲ့မိတ်ဆွေဖွဲ့နိုင်တဲ့နေရာလေးတွေကိုမိတ်ဆွေနောက်ထပ်မြင်တွေ့နိုင်ခွင့်မရှိတော့ပါဘူး။ Starbucks ရဲ့ဘဏ္ဍာရေးဦးစီးအရာရှိဖြစ်တဲ့ Rachel Rakaki ရဲ့အဆိုအရ2023ခုနှစ်မှာဆိုင်တွေရဲ့100%ကလိုင်းမော်ကနေအော်ရာမှာငွေချေပြီးတော့ပစ္စည်းဝယ်ယူလိုက်လို့ရတဲ့ picket ဆိုင်လေးတွေဖြစ်သွားခဲ့ပြီး
80ရာခိုင်နှုန်းကကားမောင်းရင်ကားပေါ်ကနေဝယ်လို့ရတဲ့ drive thru ဆိုင်တွေဖြစ်သွားခဲ့တယ်လို့သိရပါတယ်ဒီလိုနဲ့ကားမောင်းရင်ဝယ်လို့ရတဲ့ဆိုင်ပုံစံတွေကိုပဲဦးစားပေးချက်တွင်လာကြရင်းနဲ့ထိုင်တောက်လို့ရတဲ့ကဖေးဆိုင်တွေက Starbucks coffee ဆိုင်စုစုပေါင်းရဲ့29ရာခိုင်နှုန်းသာကျန်မာတော့တယ်အနည်းဆုံးတော့ထိုင်စရာနေရာလေးကျန်မာသေးရဆိုပြီးတော့မိတ်ဆွေလည်းကောင်တာရှိကတသားခုံရှိလေးမှာပဲ coffee ထိုင်တောက်ဖို့ဆုံးဖြတ်လိုက်တော့တယ်ဆိုပါစို့ဘာပဲဖြစ်ဖြစ်အရေးအကြီးဆုံးကတော့အရသာရှိတဲ့ coffee လေးတစ်ခွက်တောက်ရဖို့ဒါပဲလေသတင်းကောင်းကတော့မိတ်ဆွေရဲ့အရှိမဝယ်သူတယောက်သာရှိနေတာပါသတင်းဆိုကတော့အဲ့ဒီအမျိုးသမီးမှားထားတဲ့ coffee အမျိုးအစားပါသူမကIce Venti Caramel Macchiato လို့ခေါ်တဲ့ရေခဲနို့ Vanilla ရေ Caramel ရေနဲ့ Coffee တို့ပါဝင်တဲ့ခွက်ကြီးတစ်ခွက်ကို Vanilla ရေ15ပန် Cream များနဲ့ရေခဲကိုတော့ပါတယ်ဆိုရုံလောက် Coffee ကိုတော့ one shot စာနောက်ထပ် Cream အပိုနဲ့ Caramel အရင်အပိုပါထပ်ထည့်ခိုင်းထားတဲ့အသေးစိတ် Coffee မာတန်းတစ်ခုကိုမှာထားတာဖြစ်ပါတယ်မိတ်ဆွေနားထောင်ရင်းနဲ့ခေါင်းရှုပ်သွားနိုင်လောက်ပေမဲ့ဒါကတော့တကယ့်ကို Starbucks Coffee တစ်ခွက်ပဲဖြစ်ပါတယ်ကော်ဖီဖြော်တဲ့ဝန်ထမ်းကရှေးလျားထွေပြားလာတဲ့အမှားစာကိုကြည့်ပြီးဖောက်တယ်ကိုနှလုံးတစ်ချက်လောက်လန်ကြည့်နိုင်ပေမဲ့ဘာပဲဖြစ်ဖြစ်ကော်ဖီလေးတစ်ခွက်ပဲဆိုတော့ထိုးပြီးအထွန်းတက်နေမှာတော့မဟုတ်ပါဘူးဆိုတော့မိတ်ဆွေလည်းရှေ့လူကိုအတူယူပြီးအသည့်အစမ်းလေးတစ်ခုခုများမှကြည့်ရမလားလို့မီနူးကိုတစ်ချက်ကြည့်လိုက်တယ်ဆိုပါစို့မီနူးစာရွက်မှာတန်းစီဖော်ပြထားတဲ့ကော်ဖီပူတွေကော်ဖီအေးတွေလက်ဖက်ရည်အေးတွေနဲ့ဖြော်ရည်အေးတွေအစရှိသဖြင့်အဆုံးမရှိပါပဲ Starbucks မီနူးမှာတောက်စရာကြီးတက်တက်ကိုအမျိုးအစား100ကျော်ရှိပါတယ်ဒါအပြင်အစားအသောက်တွေနဲ့အချိုပဲတွေလည်းပါရှိပါသေးတယ်တောက်စရာရေးချွေရမှာလည်းအမျိုးအစားရွေးရုံတင်မပြီးသေးပဲဒါစင်ချီတဲ့တော်ပင်တွေအရသာရည်တွေပေါင်းစုံရှိပြီးတော့အဲ့ဒါတွေကိုလည်းရွေးချယ်ပေးရပြန်ပါအောင်မယ် Starbucks ကိုပို့ပြီးနာမည်ကြီးစီတဲ့မီနူးဒီဇိုင်းလို့ပြောရင်လည်းမမှားပါဘူးရေပူရအဖြစ်တော့ကော်ဖီဆိုင်ဘက်ကရွေးစရာတွေပို့ပေးထားလေအော်ရာပြင်ဆင်မှုအချိန်ပို့ကြလေးပါပဲအခုဆိုရင် Starbucks ကအရေးအသွင်းမြင့်မူရင်းကော်ဖီအရသာကိုကြော်လွန်ပြီးတော့လီမိုနိတ်တွေအပြည့်အချိုရည်တွေနဲ့အခြားအရသာတွေအထိတိုးချဲ့ထားပါတယ်။စာအုပ်တုံးလိုရှည်လျားလာတဲ့မီနူးကိုကြည့်ပြီးတော့ဆုံးဖြတ်လို့အပြီးမှာနောက်ထပ်ယူရှင်စရာပြဿနာတစ်ခုကစီးလို့ကြုံနေပါသေးတယ်။ဒါပေမဲ့အဲ့ဒီပြဿနာကိုမရောက်ခင်ဂျားထဲမှာမကြုံစဖူးကြာညောင်းလာတဲ့စောင့်ဆိုင်ချိန်တစ်ခုကိုမိတ်ဆွေဖျက်တမ်းရပါအောင်မယ်။2022ခုနှစ်မှာ Starbucks ဖောက်တဲ့16ရာခိုင်နှုန်းနီးပါးကသူတို့ရဲ့စောင့်ဆိုင်ချိန်တွေကပုံမှန်ချက်ပိုကြလာတယ်လို့ဆိုကြပါတယ်။2024ခုနှစ်မှာလည်း26ရာခိုင်နှုန်းလောက်ကဒီလိုပဲတိုင်ကြားထားကြပါတယ်။ကဲအခုတော့စိုက်ထဲကိုပြန်သွားလိုက်ကြရအောင်။သတင်းကောင်းလေးတစ်ခုကတော့ရှေ့ကအမျိုးသမီးရဲ့အော်ရာပြီးသွားပြီးမိတ်ဆွေရဲ့အလှည့်ကိုရောက်ရှိလို့လာပါပြီ။မိတ်ဆွေကရှေ့ဆုံးမှာရက်ပြီးကိုကော်ဖီရမယ့်အချိန်ကိုစောင့်ပြီးစောင့်มาတော့တယ်။အချိန်ကြာလာတော့မှသတိထားမိတာကကောင်တာအနောက်မှာဝန်ထမ်း2ယောက်သာရှိပြီးသူတို့2ယောက်ကမနာတဲ့ကျိုးကျိုးဆဆအလုံးလုံးနေကြပေမဲ့မိတ်ဆွေကိုတော့တစ်ချက်လေးမှအာယုံစိုက်မလာတာပါဒါဆိုရင်တခြားဝန်ထမ်းတွေရောဘယ်ရောက်သွားတာဖြစ်မလဲပထမပြဿနာကတော့ဒီမှာစတော့တာပါ Starbucks ရဲ့ရောင်းအား80ရာခိုင်နှုန်းကျော်ကိုလိုင်းမော်ကမှားတဲ့ order တွေနဲ့ကားမောင်းရင်းဝယ်တဲ့ order တွေကနေတဆင့်ရရှိနေတာပါဒီရောင်းအားရာခိုင်နှုန်းကအမေရိကအခြေစိုက် Starbucks ကုမ္ပဏီရဲ့ coffee ဆိုင်တွေရဲ့ရှာလက်ပါစာအရင်အတွက်စုစုပေါင်းက16300ရှိပါတယ်ဆိုင်ထဲမှာပဲထိုင်စားလို့မရတော့တဲ့အချိန်မှာလုပ်ငန်းကိုဆက်လက်ရှင်သန်စေဖို့ရှိရပြီးလော့ဒေါင်းကာလမှာစတင်ခဲ့တဲ့နီးဗျူဟာကအောင်မြင်လွန်းသွားပုံရပါတယ်။ဒီနီးဗျူဟာကအခုတော့သူတို့အတွက်ပြဿနာတရက်လိုဖြစ်လာခဲ့ပါပြီ။ဒါကတော့ပြဿနာတွေအားလုံးကိုအချင်းချုပ်ကောက်ချက်ချလိုက်ခြင်းပါ။ဝါတန်ကျောင်းရဲ့ marketing professor တဦးဖြစ်တဲ့ကိလန်ဗာတန်ကလည်းအဲ့လိုပဲကောက်ချက်ချခဲ့ပါတယ်။သူမက Starbucks ဟာတကမ္ဘာလုံးရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတစ်ခုကိုဖြေရှင်းဖို့နီလန်တစ်ခုရခဲ့ပေမဲ့အဲ့ဒီနီလန်ကအချိန်အတိုင်းအတာတစ်ခုတည်းသာအလုပ်ဖြစ်ပြီးတော့ဒီနီလန်ကိုသုံးဖို့အတွက်သူတို့ပေးဆက်လိုက်ရမယ့်တန်မိုးကိုလည်းနှစ်ခါပြန်ချင်းချိန်သိနေလို့ ABC သတင်းမှာပြောကြားခဲ့ပါတယ်။အခုတော့သူတို့ဆိုင်တွေကမြန်ဆန်လန်းကြုံဝယ်ယူရလွယ်တဲ့ဆိုင်တစ်ဆိုင်ထက်ဘာမှမပိုတော့ပါဘူး။ကဲအခုမိတ်ဆွေကော်ဖီစောင့်နေတဲ့ဆိုင်ထဲကိုပြန်သွားလိုက်ကြရအောင်။ကော်ဖီဆိုင်ဝန်ထမ်းကမပြီးဆုံးနိုင်တော့တဲ့လိုင်းမော်ကအော်ရာတွေကိုပဲအသေးအတန်လှုပ်ပေးနေရကိုမိတ်ဆွေမြင်တွေ့နေရပါတယ်။မိတ်ဆွေကတော့ကောင်တာရှိမှရက်စောင့်နေရင်စိတ်တူဒေါသထွက်လာပါပြီ။ Starbucks ရဲ့နောက်ဆုံးတင်ပြချက်တွေအရတော့ဒီလိုဖြစ်နေတာမိတ်ဆွေတယောက်တည်းမဟုတ်ပါဘူး။ဘာကြောင့်ဆိုင်ထဲမှာအချိန်ကုန်ခံရက်စောင့်နေတဲ့သူတွေချက်လိုင်းမော်ကအော်ရာတွေကိုပဲဦးစားပေးပြင်ဆင်နေရတာလေ။ဒါက Starbucks ဖောက်တဲ့တိုင်းကိုမေးရတဲ့မေးခွန်းတစ်ခုပါ။ဒီမေးခွန်းအတွက် Starbucks မှာလည်းအဖြေရှိဟန်မတူပါဘူး။နောက်ဆုံးမှာတော့ကော်ဖီဝန်ထမ်းကမိတ်ဆွေရဲ့အော်ရာကိုလက်ခံပြီးစတင်ပြင်ဆင်มาတော့တယ်။အခြားကော်ဖီဆိုင်လေးတွေမှာတွေ့ရလေးရှိတဲ့ဝန်ထမ်းတွေရဲ့အပြုံးဆိုနွေထွေးမျက်နှာအမူအရာလေးတွေကိုတော့ Starbucks coffee ဆိုင်ဝန်ထမ်းတွေမှာတော့တွေ့မြင်ရလိမ့်မယ်မထင်ပါနဲ့နော်မိတ်ဆွေလည်းပြည်စာဆောင်ရွက်ကိုယူပြီးတော့ကောင်တာအဆုံးကထိုင်ကိုတဲ့နေရာမှာထိုင်ဆောင်နေလိုက်ပါတယ်စနေအားလရက်လေးမှာစိတ်အပန်းပြေဖို့အစီအစဉ်နဲ့ရောက်လာတဲ့ coffee ဆိုင်လေးကမိတ်ဆွေကိုစိတ်ဖိစီးမှုတွေတပြုံကြီးပေးရလိုက်ပါပြီဝန်ထမ်းတွေပါလို့နဲ့အကြောင်းရင်းကိုတွင်းရင်းနဲ့မိတ်ဆွေဒေါသထွက်လာမယ်ဆိုရင်တော့ကောင်တာနောက်ကဝန်ထမ်းကမိတ်ဆွေထက်ပိုပြီးတော့ထွက်နေမှာကိုတော့တစ်ချက်စဉ်းစားမိလိုက်မယ်ဆိုရင်စိတ်ပြေသွားလောက်မယ်ထင်ပါတယ်Starbucks ဟာ
အမေရိကအခြေစိုက် Starbucks Coffee ဆိုင်1000ကျော်ကိုဆိုင်တွင်းစစ်တမ်းတစ်ခုကောက်ယူခဲ့ရမှာတော့ဝန်ထမ်းအရှိအတွက်33%ကပဲသူတို့ဆိုင်မှာဝန်ထမ်းအလုံလောက်ရှိကြောင်းပြန်ဖြေခဲ့ပါတယ်။ဆိုတော့မိတ်ဆွေသား Starbucks Coffee ဆိုင်တစ်ခုမှာ coffee တောက်မယ်ဆိုရင်အလုပ်ပြီးစိတ်ဖိစီးပြီးတော့တာဝန်တွေအများကြီးကိုတပြိုင်နက်တည်းကျုံနေရတဲ့ဝန်ထမ်းတွေနဲ့စုံနိုင်ခြေ3ပုံ2ပုံရှိပါတယ်။တစ်ခါက coffee ဖြော်ဝန်ထမ်းဟောင်းတဦးက Starbucks ဆိုင်နေရာ3ခုမှာအလုပ်လုပ်ခဲ့ရတဲ့အတွေ့အကြုံအကြောင်းကိုစောင်းမတစ်ပုဒ်ရေးသားခဲ့ပါတယ်။အကြောင်းအရာကတော့တိတ်ကောင်းမှုနေရာမဟုတ်ဘူးပေါ့။ဝန်ထမ်းအင်အားမလုံလောက်တာကြောင့်သူမတို့လိုဝန်ထမ်းတွေကအလုပ်တွေယာရုတွေအများကြီးကိုတစ်ချိန်တည်းမှာတာဝန်ယူထားရပြီးတော့သူမရဲ့လှုပ်ဆောင်နိုင်စွမ်းအကန့်အသတ်ကိုလည်းအဆုံးစွန်ထိရှားအောင်တွန်းပို့ပေးနေရကြောင်းစိတ်ဖိစီးမှုစိုးရိမ်ပူပန်မှုတွေအလွန်ကျွံခံစားခဲ့ရတယ်လို့ရေးသားခဲ့ပါတယ်။ဝန်ထမ်းတွေအဆိုင်ပြောင်းသွားတဲ့အခါမှာဆိုရင်လည်းဝန်ထမ်းအင်အားပိုပြက်လက်တာကြောင့်ဝယ်သူတွေရဲ့အလိုကိုတေချာမပြည့်စည်ပေးနိုင်မျိုးတွေကြောင့်စိတ်ဖိစီးခဲ့ရတယ်လို့ဆိုပါတယ်။အခုတော့ကော်ဖီဆိုင်ထဲကိုပြန်သွားကြပါမယ်။ခုံမထိုင်ပြီးကော်ဖီစောင့်နေတော့ဝန်ထမ်းတစ်ယောက်ကမိတ်ဆွေရဲ့နာမည်ကိုအမမအရေးရေးနဲ့ခေါ်လိုက်ပါတယ်။ Starbucks ကတော့ဒီလိုအလွဲချော်လေးတွေရှိနေကြပါ။မိတ်ဆွေလည်းမှားထားတဲ့ကော်ဖီလက်တေးကိုထယူလိုက်ပါတယ်။ဆာရာဆိုတဲ့နာမည်ကိုဝန်ထမ်းကမှားယွင်းပြီးဆက်ထရာလို့ရေးထားမယ်ဆိုရင်ချစ်စရာလည်းကောင်းတယ်လို့ရဲစရာလို့လည်းမြင်လိုက်လို့ရတာပါပဲ။ဒါပေမဲ့မျော်လင့်ထားတဲ့စလုံးပေါင်းအလွဲချော်လေးတော့မဟုတ်ဘဲနဲ့စက်နဲ့ထုတ်ထားတဲ့ပုံပြက်ပန်းပြက်နာမည်စာရွက်ကြီးကိုမိတ်ဆွေမြင်လိုက်ရပါတော့တယ်။လူမှုဆက်ဆံရေးမပါဝင်တဲ့6ကက်အမားယွင်းစီတစ်ခုကမိတ်ဆွေကိုပို့ပြီးတော့စိတ်ပြတ်သွားစေတာပါ။ဒီလိုနဲ့ကော်ဖီထိုင်တောက်ဖို့ခွန်ကိုလျှောက်သွားတဲ့အချိန်မှာမိတ်ဆွေကိုစိတ်နှောက်ယှက်ပေးနေတဲ့အရာနောက်တစ်ခုရှိပါသေးတယ်။ကော်ဖီတစ်ခွက်စီးနှုန်းကိုမိတ်ဆွေအခုထိစစ်ကြည့်လို့မရသေးဘူးလေ။ဒါပေမဲ့ Starbucks လိုဆိုင်ကြီးတစ်ခုကနှစ်အနည်းငယ်လောက်လာမတော့ဖြစ်လိုက်တာနဲ့ဈေးတွေအရင်ထိုးထွက်သွားမှာတော့မဟုတ်ဘူးလို့တွေးရင်ပြေစာကိုကြည့်လိုက်တဲ့အချိန်မှာတော့မိတ်ဆွေကကော်ဖီကတ်တော်နှုတ်ချသွားမတွက်ဖြစ်သွားရပါတယ်။ဘာကြောင့်လဲဆိုရင်တော့ vanilla latte တစ်ခွက်ကို$6တောင်ကျနေလို့ပါပဲ။အမေရိကမှာ2020ခုနှစ်တုန်းက Starbucks latte တစ်ခွက်ရဲ့ပြန်မြတ်ဈေးနှုန်းက$3.95ဖြစ်ပြီးတော့2024မှာတော့$4.95ဖြစ်သွားခဲ့ပါတယ်။၄နှစ်အတွင်းမှာ25%အထိဈေးတက်လာခဲ့တာပါ။ Starbucks ကတော့တတိမပြုတ်မိလောက်ပေမဲ့ကမ္ဘာတဝန်းလုံးကငွေဈေးဖောင်းပွားမှုတန်ကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။လူတွေကပေးချေရတဲ့တန်မိုးနဲ့ထိုက်တန်တဲ့ကော်ဖီကောင်းကောင်းတစ်ခွက်ကိုလိုချင်ပေမဲ့ Starbucks ကတော့မပေးနိုင်တော့ပါဘူး။စစ်တမ်းတစ်ခုအရဆိုရင်မြောက်အမေရိကရဲ့ကော်ဖီဆိုင်တွေကိုဈေးနှုန်းအမြင့်တက်မှတ်ရမှာ Starbucks ကအနှိမ်ဆုံးမှာရှိနေပါတယ်။ဈေးနှုန်းအမြင့်ဆိုတာကထုတ်ကုန်တစ်ခုရဲ့ဈေးနှုန်းကထုတ်ကုန်အရေးအသွေးနဲ့တန်ရဲ့လားဆိုတာကိုဖောက်တယ်တွေဆုံးဖြတ်ပေးတဲ့သတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ဒီတော့ကော်ဖီချစ်သူတို့ရဲ့အမြင်မှာ Starbucks ရဲ့ဈေးနှုန်းသတ်မှတ်ချက်တွေကအဆိုးရွားဆုံးဆိုတဲ့သဘောပါ။84%သောအမေရိကန်လူမျိုးတွေက Dunkin' Donut နဲ့ Peach Coffee ကိုဈေးနှုန်းတင်တော်တယ်လို့ထောက်ခံကြပြီးတော့ Desbro ကတော့83%ထောက်ခံမှုရခဲ့ပါတယ်။ဒါပေမဲ့ Starbucks ကတော့ထောက်ခံသူ51%ပဲရခဲ့တာဖြစ်ပါတယ်။ Starbucks Coffee ကအရင်ကတည်းကဈေးကြီးတယ်ဆိုပေမဲ့အဲ့ဒီအချိန်တွေတုန်းကတော့ထိုင်စရာပတ်ဝန်းကျင်ကောင်းကောင်းလေးရှိပြီးတော့ဈေးယူစားသုံးလို့ရတာကြောင့်လူတွေကဈေးနှုန်းကိုစိတ်ထဲမှာမထားခဲ့ကြတာပါ။ Professor Lamberton ပြောတယ်လို့ဆိုရင်တော့ Starbucks ကထူးခြားမှုတစ်ခုခုရှိနေမယ်ဆိုရင်တော့ဈေးပိုတောင်းလို့တင့်တော်တာပေါ့။အခုတော့ဆိုင်ထဲကိုဆက်ဆက်ကန့်လောက်လေးဝင်ပြီးတော့ပြန်ထွက်သွားဖို့အတွက်$6လောက်ပေးနေရတာကတော့မဟန်တော့ပါဘူး။တနည်းပြောရရင် Starbucks မှာပဲရနိုင်မဲ့အတွေ့အကြုံကောင်းအားလုံးကိုဖယ်ရှားပစ်လိုက်ပြီးတော့ဈေးနှုန်းကိုကြားရင်တော့မြင့်ပြီးရင်သာမြင့်ချင်နေတာပါ။ပြဿနာကတော့လူတွေက Starbucks Coffee ထက်အရင် Starbucks Coffee ဆိုင်တွေမှာထိုင်ရတဲ့အတွေ့အကြုံမျိုးကိုပြန်လိုချင်ကြတာဖြစ်တဲ့အတွက်ဝန်ဆောင်မှုကောင်းပြီးတော့ရင်းနှီးနှွေးထွေးတဲ့ပတ်ဝန်းကျင်ရှိတဲ့ဒေသခံတပိုင်းတနိုင် Coffee ဆိုင်တွေမှာပဲတွားရောက်သုံးကြပါတော့တယ်။ပိုးတက်ထားတဲ့အခန်းတစ်ခုထဲမှာရပ်နေရသလိုအေးဆက်စိမ့်သက်တဲ့အငွေ့အသက်တွေကြားမှာ Starbucks Coffee ကိုခက်ရခဲစေဝတ်တောင်းနေရမယ့်အစားတတရှိတဲ့ထိုင်ကုန်လေးတွေနဲ့နှွေးထွေးလှပတဲ့အပြင်အစင်လေးတွေ Latte Coffee ကိုကမ်းပေးချိန်မှာတပါးတည်းတွင်းမြင်ရမယ့်ဝန်ထမ်းတွေရဲ့ချစ်စပွဲအပြုံးစားတဲ့အချက်တွေနဲ့အကုန်ပြည့်စုံနေတဲ့အခြား Coffee ဆိုင်လေးတွေကိုပဲရွေးချယ်တော့မှာပါဒီလိုကိုပိုင် Coffee ဆိုင်လေးတွေကနေရာအနှံ့မှာရှိနေတတ်ပါတယ် Coffee ဈေးကွက်ရဲ့တဝက်ကျော်လောက်ကိုတော့ကိုပိုင်ဆိုင်အသေးစားလေးတွေကနေရာယူထားတာဖြစ်ပါတယ် Starbucks က1990ခုနှစ်မှာအမေရိကန်နိုင်ငံအတွင်း Coffee ဆိုင်100ကနေ2024ခုနှစ်မှာတော့ဆိုင်ပေါင်း16500လောက်ရှိလာတဲ့အထိအထင်ကြီးလောက်စရာတိုးတက်မှုကိုတွေ့ကြုံခဲ့ရပါတယ်တကယ်တော့သူတို့ရဲ့တိုးတက်မှုကြောင့်ထိုင်တောက်လို့ရတဲ့ Coffee ဆိုင်တွေပါရေပန်းဆလာခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ကိုပိုင် Coffee ဆိုင်အရေးအတွက်က1990ခုနှစ်မှာဆိုင်ပေါင်း1650ကနေ2022ခုနှစ်မှာတော့ဆိုင်ပေါင်း65,500ကျော်အထိတိုးမြင့်လာခဲ့ပါတယ် Starbucks ဟာတစ်ချိန်တုန်းကတော့သူ့ကိုထူးခြားစေခဲ့တဲ့ပုံစံကိုအခုအချိန်မှာပြန်လည်ကျင့်သုံးနေပြီဆိုပေမဲ့ဒီလိုပုံစံဆိုင်တွေနဲ့မြောင်များစွာရှိနေတဲ့အတွက်အပြားအဆိုင်အတော်လေးများနေရလို့ဆိုရမှာပါတစ်ချိန်က coffee တစ်ခွက်ကိုအေးစစ်စစ်ထိုင်တောက်ချင်စိတ်ပေါ်လာတိုင်းတောင်းနေကြနေရဖြစ်တဲ့ Starbucks ဟာတော့အခုမှတော့
အမြန်ဝန်ဆောင်မှုကော်ဖီဆိုင်လေးတစ်ခုအဖြစ်ပြောင်းလဲသွားရပါပြီ။ကော်ဖီတစ်ခွက်နဲ့မုတ်တစ်ခုလောက်ကိုတင့်တော်တဲ့ဈေးနှုန်းတစ်ခုနဲ့အမြန်မှာယူခြင်းတဲ့သူတွေအတွက်လည်းDunkin Donut တို့ Local Deli တို့လိုဆိုင်တွေရှိနေပါတယ်။ Starbucks ကတော့အမြန်ဝန်ဆောင်မှုကော်ဖီဆိုင်လို့ပြောဖို့ရအတွက်လည်းဈေးကြီးလွန်းနေပြီးတော့အေးစစ်စစ်ထိုင်တောက်လို့ရတဲ့ကော်ဖီဆိုင်လို့သတ်မှတ်ဖို့အတွက်လည်းအကြီးအသေးမပြည့်မီပါဘူး။ဒါကြောင့်ဘယ်နေရာမှာထူးခြားကောင်းမှုမရှိဘူးလို့ဆိုရသလိုဖြစ်နေပါတယ်။ဒါအပြင်နိုင်ငံရဲ့ခြားက Starbucks ကုမ္ပဏီတွေအတွက်ကော်ဖီအရေးအသေးကိုထိန်းသိမ်းဖို့ပိုပြီးတော့ခက်ခဲလာနေပါတယ်။အီတလီ၊တရုတ်နဲ့ဩစတြေးလျနိုင်ငံတွေမှာ Starbucks ကဈေးကွက်ထဲမှာနေရာမရနိုင်တော့တဲ့အခြေအနေကိုရောက်သွားခဲ့ပါပြီ။ဩစတြေးလျနိုင်ငံဆိုရင်အီတလီလူမျိုးနဲ့ဂရိလူမျိုးပြောင်းရွှေ့နေထိုင်သူတွေများပြတဲ့အတွက်ကော်ဖီရည်ကြီးမှုအတော်လေးလွှမ်းမိုးထားတဲ့နိုင်ငံမှာဂရိနိုင်ငံလိုကော်ဖီကိုနှစ်ကြိုက်ဆွဲလန်းတောက်တုံကြတဲ့နိုင်ငံမျိုးမှာတော့ Starbucks ကအောင်မြင်မှုမရခဲ့ပါဘူး။ဂရိနိုင်ငံမှာ Starbucks ကော်ဖီဆိုင်28ဆိုင်သာရှိပြီးတော့အများစုကနိုင်ငံခြားခီးသွွားထူထပ်တဲ့နေရာတွေမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဘာကြောင့်အောင်မြင်မှုမရတာဖြစ်မလဲ။ဈေးကြီးတာကိုလည်းထပ်တက်လို့ရပေမဲ့အဓိကအချက်ကတော့သူ့ရဲ့စီးပွားရေးနီလန်တစ်ကဒေသခံကော်ဖီယဉ်ကျေးမှုနဲ့ကိုက်ညီမနေလို့ဖြစ်ပါတယ်။ဩစတြေးလျနဲ့ဂရိကိုပဲဥပမာယူပြီးပြောရမယ်ဆိုရင်နှစ်နိုင်ငံလုံးမှာမိတ်ဆွေဖွဲ့စကားစမြည်ပြောလို့ရတဲ့ပတ်ဝန်းကျင်မျိုးကိုအခြေခံဖြစ်တည်လာတဲ့ထိုင်တောက်ကော်ဖီဆိုင်ရိုးရာဆိုတာရှိပါတယ်။မြန်မာမှာဆိုရင်တော့လက်ဖေးဆိုင်ထိုင်ပြီးစကားဝိုင်းဝဲကြတာနဲ့ခက်စင်စင်ပါStarbucks မှာလည်းဒီလိုကော်ဖီဆိုင်ပုံစံတွေပျောက်ဆုံးသွားသလိုကော်ဖီဈေးနှုန်းကလည်းတနင်တပိုးကျသင့်နေပါတယ်။ Starbucks ကဩစတြေးလျမှာဆိုင်ပေါင်း88ဆိုင်ရှိတဲ့အထက်က62ဆိုင်ကိုပိတ်ပစ်ခဲ့ရပါတယ်။တွက်ကြည့်မယ်ဆိုရင်တော့80%အထိကျရှုံးခဲ့ပြီးကုမ္ပဏီကဒေါ်လာ15သန်းရှိဆုံးမျောခဲ့ရပါတယ်။တရုတ်နိုင်ငံမှာတော့ဖြစ်စဉ်ကအနည်းငယ်ကွဲပြားပါတယ်။ဘာကြောင့်လဲဆိုတော့ပြည်တွင်းကော်ဖီကုမ္ပဏီတစ်ခုက Starbucks ကိုရှင်ပြိုင်တိုက်ခိုက်နေလို့ပါ2024ခုနှစ်ဇူလိုင်လ1ရက်နေ့ကနေစက်တင်ဘာလ30ရက်နေ့အထိမြောက်အမေရိကမှာရှိတဲ့ Starbucks ကော်ဖီဆိုင်တွေရဲ့ရောင်းအားက6%ကျဆင်းသွားပြီးတရုတ်မှာတော့14%ကျဆင်းသွားခဲ့ပါတယ်။ဒီကျဆင်းမှုရဲ့အကြီးမားဆုံးအကြောင်းရင်းကတော့တရုတ်ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Luckin Coffee ရဲ့တဟုန်တိုးတက်လာမှုပဲဖြစ်ပါတယ်။ဈေးနှုန်းသက်သာပြီးတော့အရေးသေးကောင်းတဲ့ကော်ဖီကိုပေးစွမ်းနိုင်တာကြောင့်2023ခုနှစ်တွင်မှာပဲဆိုင်ပေါင်း8000အထိတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တဲ့ကုမ္ပဏီဖြစ်ပါတယ်။တရုတ်နိုင်ငံမှာ9နာရီတိုင်းဆိုင်သစ်တစ်ဆိုင်တက်ဖွင့်နိုင်ရမယ်လို့ကြွေးကြော်ပြီးပြင်ဆင်ခဲ့တဲ့အစီအစဉ်ဟာ Luckin Coffee ပေါ်ပေါက်လာပြီးအမြင့်အစွန်းတိုးတက်မှုရောမှာသူတို့ထပ်တားလွန်သွားတဲ့အချိန်မှာပျက်စီးသွားခဲ့ရပါတယ်။ကဲအခုတော့မင်းဆွေရဲ့ကော်ဖီဆိုင်ကိုနောက်တစ်ခေါက်ပြန်လှည့်ကြပါမယ်။ဈေးနှုန်းကိုမြင်တန်တော်ဖြစ်ပြီးတဲ့နောက်မှာတော့မထူးဆက်ခင်းပြီးကော်ဖီကိုပဲထိုင်တောင်းနေလိုက်တယ်ဆိုပါတော့ကော်ဖီကလည်းကုန်ကန်နေပြီးမင်းဆွေလည်းအိမ်ပြန်ဖို့စဉ်းစားကထားရက်ပြီးဆိုင်ထဲကထွက်လာတဲ့အချိန်မှာပဲဆိုင်ရှိကလူတအုပ်ကိုမြင်လိုက်ရပါတယ်။အဲ့ဒီလူအုပ်ကတော့Starbucks အလုပ်သမားသမဂ္ဂရဲ့ဝန်ထမ်းတွေဖြစ်ပြီးအကျိုးခံစားခွင့်ပို့ပေးဖို့အတွက်ဆန္ဒပြတောင်းဆိုနေကြတာပဲဖြစ်ပါတယ်။မိတ်ဆွေလည်းလူကြားတွေကဖြတ်ပြီးမပြန်ကျင်တဲ့အတွက်ခုံမှာပဲအသာလေးပြန်ထိုင်နေလိုက်ရတာပေါ့။ကော်ဖီဆိုင်ထိုင်မှုသမျှအတွေ့အကြုံတွေထဲမှာဒီတစ်ခေါက်ကစိတ်အလေးလံရဆုံးပဲလို့မိတ်ဆွေတွေးကောင်းတွေးမိပါလိမ့်မယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကစပြီးတော့ Starbucks ရဲ့လူမှုပုံရိပ်ဟာရုတ်တရက်တိတိတသားကိုကျဆင်းသွားခဲ့ပါတယ်။ပုံရိပ်ကျဆင်းမှုကိုဖြစ်စေတဲ့အကြောင်းရင်းမျိုးမျိုးရှိပေမဲ့အဓိကအကျဆုံးတစ်ခုကတော့ Starbucks အလုပ်သမားရေးရာအဖွဲ့အစည်းနဲ့ CEO အောင်ဖြစ်တဲ့ Howard Sharp ကြားကတင်းမာမှုကြောင့်ဖြစ်ပါတယ်။ Starbucks ကတချိန်ကဝန်ထမ်းတွေကိုလစာကောင်းကောင်းနဲ့ထိုက်တန်တဲ့အကျိုးခံစားခွင့်တွေပေးရတဲ့နေရာမှာဂုဏ်သတင်းမွေးခဲ့ပူပါတယ်။ Starbucks ကောလိပ်ပညာသင်ဆုဆိုတာကိုစီစဉ်ပေးခဲ့ပြီးတော့ပညာသင်ဆုအတွက်အကျုံးဝင်တဲ့ Starbucks ဝန်ထမ်းတွေကိုArizona State တက္ကသိုလ်မှာ100%ပညာသင်ဆုပေးရတာမျိုးတော့ရှိခဲ့ပူပါတယ်။ဒါပေမဲ့ငွေကြေးဖောင်းပွားမှုကဆိုးရွားလာတာကြောင့်လစာတွေကိုအလင်းမြောင်တိုးမပေးနိုင်တော့ပဲဆိုင်တွင်းအလုပ်တာဝန်ကအလွန်အကျွံများပြားတဲ့အတွက်ဝန်ထမ်းတွေလည်းနှဲပါလာပါတော့တယ်။လုံရတဲ့အလုပ်နဲ့ထိုက်တန်တဲ့လစာကိုမရတဲ့အတွက် Starbucks ဝန်ထမ်းတွေက2021ခုနှစ်မှာအလုပ်သမားသမဂ္ဂကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။2022ခုနှစ်ကုန်လောက်အထိ American Starbucks ဝန်ထမ်းအရေအတွက်စုစုပေါင်း2သိန်းခွဲမှာ200%လောက်သာသမဂ္ဂတွေဝင်ခဲ့ကြပေမဲ့ CEO Howard Sharp ကတော့ဒါကိုပြင်းပြင်းထန်ထန်အရေးယူခဲ့ပါတယ်။2022မေလမှာဟိုဝါရှက်ကStarbucksဝန်ထမ်းလစာကိုတိုးမြှင့်ပေးခဲ့ပေမဲ့သမဂ္ဂအဖွဲ့ဝင်ဝန်ထမ်းတွေကိုတော့လစာမတိုးပဲခြံလက်ထားစေခဲ့ပါတယ်။အလုပ်သမားသမဂ္ဂကို CEO အနေနဲ့ကြိုးစိုးလက်ခံမှုများရှိသလားလို့ New York Times သတင်းစာကမေးတဲ့အခါမှာလည်းမကြိုးစိုးဘူးလို့ပြန်ဖြေခဲ့ပါသေးတယ်။ဒီပြဿနာကဒီလောက်နဲ့ပြီးသွားတာမဟုတ်ပါဘူး။သမဂ္ဂကသူ့ကိုစံပြဝန်ထမ်းတရားလို့သဘောမထားပဲစန့်ကျင်နေတဲ့အတွက်ဒီလိုပြဿနာဖြစ်ရတာပါလို့ဟိုဝါရှက်ကဆိုပါတယ်။နံပါတ်1ပြောရရင်တော့ကုမ္ပဏီကအချိန်ပိုင်းဝန်ထမ်းတွေအပါအဝင်ဝန်ထမ်းအားလုံးအတွက်ကျန်းမာရေးအကျိုးခံစားခွင့်အပြည့်အဝကို1988ခုနှစ်တည်းကဖန်တီးပေးခဲ့ပါတယ်။အချိန်ပိုင်းဝန်ထမ်းတွေကို store ဝယ်ယူရေးအစီအစဉ်တွေမှာထည့်သွင်းပေးတဲ့ပထမဦးဆုံးပုဂ္ဂလိက corporation တွေကတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့အရှိမဘလို့ပဲကောင်းခဲ့ပါစေအလုပ်သမားသမဂ္ဂနဲ့လူသိရှင်ကြားတိုက်ခိုက်ခြင်းကတော့ကုမ္ပဏီရဲ့နာမည်ကိုထိခိုက်ကျဆင်းစေပါတယ်။
Web Push ကလေးလာသူတဦးဖြစ်တဲ့ Nick Sutton ကလည်းဒီသုံးသပ်ချက်ကိုသဘောတူခဲ့ပါတယ်။ Starbucks ကသမိုင်းတစ်လျှောက်လုံးမှာရေရှည်ဖွံ့ဖြိုးမှုကိုအသားပေးပြီးတော့တပားသူရဲ့ခံယူချက်နဲ့လုပ်ပိုင်ခွင့်ကိုလေးစားပေးတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်ရည်တည်လာခဲ့ခြင်းကြောင့်အလို့သမားသမက်ကနဲ့ CEO ကြားစစ်ခင်းနေတဲ့ဖြစ်ရကြီးကStarbucks ရဲ့ပုံရိပ်ကိုလုံးဝအဆက်မနေပါဘူး။ဆိုင်ရှိမှာတပိတ်မောက်ဆန္ဒပြကြတဲ့လူကြီးကိုမြင်ပြီးတော့ဖဲဖောက်တယ်မှလည်းကော်ဖီဝယ်ချင်တော့မှမဟုတ်ပါဘူး။သတင်းကောင်းတချို့ရှိလာတာကတော့ CEO အသစ်ခန့်တော့မယ်ဆိုတာပါပဲ။ Lesman Narasimhan ဟာ CEO နေရာမှာ18လကြာတာဝန်ယူပေးခဲ့ပြီးတော့အဲ့ဒီကာလတစ်လျှောက်လုံးကတော့စူးခင်းလန်းလုံခက်ခဲကြမ်းတမ်းနေခဲ့ပါတယ်။အဲ့ဒီနောက်မှာ Brian Niccol ဟာကယ်ရီရှင် CEO တဦးအဖြစ် Starbucks ကိုရောက်ရှိလာပါတော့တယ်။2015ခုနှစ် Chipotle စားသောက်ကုမ္ပဏီအခက်အခဲများစွာနဲ့ရင်ဆိုင်ခဲ့ရတဲ့အချိန်မှာတော့ Niccol ဟာအရာအလုံးကိုဦးဆောင်ပြင်ဆင်နိုင်ခဲ့တာကြောင့် Starbucks ကသူ့ကိုခေါ်ယူဦးဆောင်စေခဲ့တာဖြစ်ပါတယ်။Niccol ကဝန်ထမ်းတွေနဲ့စားသုံးသူတွေရဲ့မကျေနပ်ချက်တွေကိုနားထောင်နေပြီး Starbucks ရဲ့ဖွဲ့စည်းပုံပြဿနာများစွာကိုလည်းပြောင်းလဲဖို့ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။ Niccol ကအများပြည်သူစီရည်ရွယ်ထားတဲ့စာတစ်စောင်ရေးသားခဲ့ပြီးအဲ့ဒီစာထဲမှာ Starbucks ရဲ့အကြီးမားဆုံးသောစိန်ခေါ်မှုတွေကိုဖော်ပြထားပါတယ်။ဒါအပြင် Starbucks ကိုအလုပ်ပြီးနေတဲ့ဝန်ထမ်းတွေသာရှိတဲ့ဈေးကြီးကော်ဖီဆိုင်အဖြစ်ကနေအရင်လိုစကားဝိုင်းဖွဲ့လို့ရတဲ့ကော်ဖီဆိုင်လေးတစ်ခုအဖြစ်ပြန်လည်ပြောင်းလဲမယ်လို့လည်းရေးသားထားပါသေးတယ်။ Starbucks ဟာအမေရိကန်မှာကော်ဖီဈေးကွက်ရဲ့ရှယ်ယာ40%ကိုအခုထက်ထိစုပ်ကိုင်ထားဆဲဖြစ်ပါတယ်။ကိစ္စတွေကတော့အခုထက်ထိမပြီးဆုံးသေးပေမဲ့ Starbucks ရဲ့အနာဂတ်ကတော့ချက်ချင်းကြီးထွန်းတောက်လာမဲ့ပုံမပေါ်သေးပါဘူး။ CEO Brian Niccol ကိုယ်တိုင်က Starbucks ဟာအချိန်တစ်ခုလောက်ထိတော့ခက်ခဲနေဦးမှာဖြစ်ပါတယ်။ကုမ္ပဏီတစ်ခုကနေချင်းညချင်းပြောင်းလဲသွားတာမျိုးမရှိနိုင်ဘူးလို့ Niccol ကဆိုပါတယ်။မိတ်ဆွေရောနောက်ဆုံးအချိန် Starbucks မှာကော်ဖီတောက်စဉ်ကဘလို့အတွေ့အကြုံမျိုးရှိခဲ့လဲ Starbucks ရဲ့ကော်ဖီဆိုင်ရင်ကျေးမှုအပြောင်းလဲကိုရောမိတ်ဆွေဘလို့ထင်မြင်မိလဲဆိုတာcommentမှာဆွေးနွေးပြကြပေးသွားနိုင်ပါတယ်ရှင်။